တဘုံတို့ခုဆိုကြပါစို့သာသနာတွင်မှာအထုအထိအသိဉာဏ်ဘာလဲလို့မေးမဉဏ်ပူဉဏ်ပေါ့နော်နိဗ္ဗာန်ချမ်းသာကိုတောင်မြင်နိုင်တဲ့သိနိုင်တဲ့ဉာဏ်ပညာမျိုးဘုန်းတော်ပုထုဇဉ်တွေမရရှိဘူးသေးတဲ့ဉာဏ်ပညာမျိုးပေါ့အဲ့ဒီဉာဏ်ပညာကိုရဖို့အတွက်ပဲဘုန်းတို့ကြိုးပမ်းကြတယ်အထောက်ကြတယ်အချို့လည်းဗုဒ္ဓဘာသာဝင်နေတာဖြစ်နေတာပဲအဲ့ဒီဉာဏ်ပညာကိုရဖို့အတွက်သိပြီးရည်ရွယ်ချက်မရှိပါဘူးရရခေါင်းမှလည်းတချို့လည်းမသိပါဘူးဟုတ်လားဒီဟာကိုရလို့တဲ့စိတ်ရှိအောင်တောင်မှအများစုကတော့ခါပျော့ပါပဲဒါမရလို့ဝန်းနေတဲ့ခြေခွဲတွေမရှိဟုတ်တယ်မဟုတ်လားစဉ်းစားကြည့်နော်တရက်အချိန်ကုန်သွားတယ်ငါမဉဏ်ပူဉဏ်ရကျင်တာဆိုတဲ့စိတ်ထက်တန်တာဘယ်နှခါဖြစ်တော့နော်အကြောင်းတိုက်ဆိုင်လို့ဣဒမေပူဉဏ်နိဗ္ဗာန်တပစ္စယောဟောတုဆိုတာတောင်မှမစဉ်းစားမိပဲမတွေးမိပဲဆိုလိုက်တာပဲမဉဏ်ပူဉဏ်ကိုရကျင်တာဆိုရပါစို့9 နာရီထိုးရင်မနက်ခင်းထမင်းစားမယ်6 နာရီခွဲလောက်ထဲရတာထမင်းကစားနေတယ်ထမင်းစားကျင်တယ်ထမင်းစားကျင်တယ်အဲ့ဒီထမင်းစားကျင်တဲ့လောက်မဉဏ်ပူဉဏ်ကိုရကျင်တဲ့စိတ်ရှိလားခါလေးတွေးကြည့်ရနော်ထမင်းစားကျင်တဲ့လောက်လေးတောင်မရှိဘူးဆိုမှတော့မရတာဘာဆန်းတော့ဟုတ်တယ်မို့လားအဲ့လောက်လေးတောင်စိတ်ဆန္ဒမထက်တန်ပေါ့နော်ဒီဟာကိုအဲ့လောက်လေးတောင်မှရလို့တဲ့စိတ်မရှိဘူးအဲ့ဒါကြောင့်မရတာပဲဟုတ်လားမြတ်စွာဘုရားကတခုခုရဖို့အတွက်အောင်မြင်သွားဖို့အတွက်ပြီးမြောက်သွားဖို့အတွက်အခြေခံပြည့်စုံမဲ့အကြောင်းတရားကြီးလေးမျိုးကို80ဘတ်ဆိုတဲ့နာမည်နဲ့ဟောတာရှိတယ်80ရပါတော့80ပါတော့80ဘတ်80ဆိုတာအောင်မြင်သွားတာပြီးကြီးသွားတာကိုရချင်တာလေးရသွားတာကိုဖြစ်ချင်တာလေးဖြစ်သွားတာကို80လို့ခေါ်တယ်ပါရဆိုတာကတော့အခြေခံအကြောင်းတရား80ဘတ်တရား၄ပါးနော်တခုခုရဖို့ဖြစ်ဖို့အတွက်ရှိကိုရှိရမယ်အခြေခံအကြောင်းတရား၄ပါးအဲ့ဒီ၄ပါးနဲ့ပြည့်စုံရင်ဘယ်သူမှတအားလို့မရဘူးပြည့်စုံမှာရသွားမှာဖြစ်သွားမှာခုအဲ့ဒီအခြေခံပြည့်စုံရမယ်အကြောင်းတရား၄ပါးကျွတ်လို့မယ်နဲလို့တချို့ကြရင်လည်းမရှိလို့ဒါတော့ပြောမှာအားနာလို့ပြောတာတချို့ကရှိကိုမရှိဘူးတချို့တော့ရှိတယ်ဒါပေမဲ့ရှိကမတ္တလေးပဲနည်းနည်းလေးပဲအခြေခံပြည့်စုံရမယ်အကြောင်းတရားတွေချွတ်ယွင်းနေတယ်အဲ့ဒါပါလေတော့စံဒိဋ္ဌိပတ်စန္ဒဆိုသောပြည်စည်းခြင်းရဲ့အခြေခံအကြောင်းတရားဝိရိယဒိဋ္ဌိပတ်ကြိုးစားအထုတ်ခြင်းဆိုသောပြည်စည်းခြင်းရဲ့အခြေခံအကြောင်းတရားစိတ်ဒိဋ္ဌိပတ်ဒီထဲမှာစိတ်နှစ်ထားခြင်းလို့ဆိုတဲ့ပြည်စည်းခြင်းရဲ့အခြေခံအကြောင်းတရားဝိမာန်ဒိဋ္ဌိပတ်ဒါကိုရအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့နိလန်းကိုသိတယ်လုပ်တဲ့အခါမှာလည်းပဲမတက်မှတ်သွားအောင်မတိမ်မဆောင်းအောင်လုပ်နိုင်တယ်ဝိမာန်တာပညာပေါ့နော်စန္ဒရဲ့ဝိရိယရဲ့စိတ်ရဲ့ပညာဒါကိုပါတော့ဣတိပတ်တရားပေါ့ပဋ္ဌာန်းရွတ်တဲ့အခါမှာအဓိပတိပစ္စည်းကသူ့ကိုပြောတာနော်ဟုတ်တယ်မို့လားငယ်တဲ့စာရတာလေသန္တာဝတ္တကိဏမကမ္မနိုင်တိနာတိတတိပြင်းထန်တဲ့ဆန္ဒရှိတဲ့ပုဂ္ဂိုလ်တွေမှာအောင်မြင်တဲ့အရာဆိုတာမရှိဘူးအမေမဆုစာတဲ့တောင်ကျွတ်ရေးထားတာဝိရိယဝတ္တကိဏမကမ္မနာတိစတိနော်ပြင်းထန်တဲ့ဝိရိယရှိတဲ့ပုဂ္ဂိုလ်တွေမပြီးစီးတဲ့အရာဆိုတာမရှိဘူးဘုရားဟောတဲ့ဒေသနာတွေအဲ့ဒါတွေစာအုပ်ထဲတင်ရေးထားတာဗဇက်ကပဲညွတ်နေတာတကယ်အကောင်ထဲမှမပေါ်ပဲနဲ့အဲ့ဒီပြီးစီး